လူနာအသက်ဘယ်လောက်ရှိပြီလဲမ လူနာအတက်က9နှစ်ရှိပြီဆရာ ကိုခေါင်းထိတာဘယ်ကနေဘလို့စဖြစ်တာလဲတစ်ချက်လောက်ပြောပြပေးနော် ဟိုပဲပုတ်လေပဲပုတ်တိတ်ဆက်နဲ့ဖြစ်သွားတယ်ဆရာဟိုဘက်ကကျိုးတယ်လေအဲ့လိုညက်သွားတာဆရာ ဖြစ်တဲ့ချိန်ဘယ်လောက်ရှိသွားပြီလဲဘယ်ချိန်ဖြစ်တာ အခုနဲ့ဒီနေ့နဲ့ဆို15ရက်ကြာပြီဆရာ ဟုတ်ကဲ့ဟိုကလေးရောတော်တော်လေးပြန်တက်လာပြီပေါ့နော် ဟုတ်ပြန်တက်တာလာပြီဆရာ ဟုတ်ကဲ့သူတို့ခွဲစိတ်တာပါညာကြတော့ခမယ်လား အခမဲ့ပဲဆရာ ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အဲ့လိုအခမဲ့ခွဲစိတ်ပြီးတဲ့အပေါ်ကိုမတို့အနေနဲ့ဘယ်လိုပြောချင်လဲဆရာဝန်လေးပေါ့နော် ကျေးဇူးအများကြီးတင်တယ်တဲ့ဆရာတို့မဟုတ်ရင်လည်းကလေးကခုဖို့လဲအစင်မပြေဘူးပေါ့ဆရာမ